စောက်ထိုင်းလာကြောင်းနတ်တို့ကြိုက်တဲ့ရဲစုသူမရဲ့ဘဝင်မှာရှိကြောင်းလူပီမပြောသောအတန်ကိုသူမတစ်ဆက်နတ်ပြည်ကကြားရကြောင်းနတ်ပြည်မပြောသောအတန်ကိုလည်းသူမတစ်ဆက်အရှင်ဘုရားတို့ကြားနေရကြောင်းနာမင်းကြီးပြောကြားချက်တွင်ပါနေတယ်ရေဒီယိုပေါ်ခါစကရှေးလူကြီးတွေရန်ကုန်မှလွှဲသောအတန်ကိုနယ်တွင်ကြားနိုင်ကြောင်းပြောရင်ယုံချင်မှယုံကြမယ်ယခုအတန်တွေမကရုပ်ကိုပါမြင်နေကြရပြီတယ်လီဗီရှင်းမမြင်ဘူးသူများကိုပြောရင်ယုံချင်မှယုံကြမယ်ယသိမလေးဟာပါဠိဘာသာကိုလုံးဝမတတ်ပါသူမရဲ့ပင်ကိုယ်အတန်ကိုဆွေးနွေးခါအဆုံးတွင်ထည့်သွင်းထားတယ်ကွာခြားမှုရှိတာကိုတွေ့ရပါလိမ့်မယ်သက္ထသံဃာယတနာတင်ပွဲကိုရောက်လာတဲ့နေပေါ်အိန္ဒြိယနဲ့သီရိလင်္ကာလူမျိုးတစ်ဖွဲ့စီကျွန်တော်ထံတွင်၎င်းတိတ်ခွေရှိကြောင်းစုံစမ်းပြီးလာတယ်ကျွန်တော်နဲ့ယင်းဤသောသူငယ်ချင်းများကိုခေါ်လာပြီးတိတ်ခွေကိုနားထောင်နေကြောင်းပြောကြတယ်တိတ်ခွေကိုဖွင့်ပြပြီးတော့အခါသူတို့ကပါဠိစကားကိုယခုကဲ့သို့ရင်းလင်းများများပြောနိုင်သူတို့တိုင်းပြည်တွင်ပင်မရှိကြောင်းဝန်ခံပြောကြတယ်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာတရားဆွေးနွေးပွဲကိုစတင်နားထောင်ကြပါစို့လားခင်ဗျာဒီနေ့တော့အမေရှိခဲ့ပါလေအရှင်အသိကနာလည်းဒီယသိမာရီမဟိမာရီတို့သာနာရိတ်တာတို့သာနာကြီးမာကြီးဆရာတော်ဘုရားကြီးဤဥပနိဒေယတိုင်းဝိပဿနာတရားကိုအားထုတ်ကြတော့အခါဒီနေ့လောက်တော့တရားအရှင်းတို့တဏှာဝိကရဏဖြင့်ရောက်ကြတဲ့အတွက်ဆရာတော်ဘုရားကြီးဉာဏ်ရှင်တရားတော်ကိုနာခွင့်ရကြပါလေအခုသံဃာတော်ကနိမိကမုန်းဉာဏ်ရှင်တရားတွေကိုနာကြပြီးဆိုရတဲ့ပပိမျိုးတို့ဉာဏ်ဉာဏ်ရှိရဲ့စီစဉ်ကြတော့အခါယသိမာရီတို့ဓာတ်ရှိတရားဆွေးနွေးနေကြဖြစ်သောနာမည်ကဆရာတော်ဘုရားကြီးအပူဇော်တော်လူကြောင့်ဖွင့်တောင်းကြပါလေဆရာတော်ဘုရားကြီးကသူတို့အကျင့်နဲ့ဝယ်ကြည့်အောင်တရားအားထုတ်မှုကြီးဆုံးပြီးဖြစ်သည့်အတွက်နတ်စကားပြောသည်ဆိုတော့ကိစ္စဟုတ်မဟုတ်လဲသိရန်ကတော့ပူဇော်ခွင့်ကိုသံဃာတော်ကနေနေ့ညကခွင့်ပေးခဲ့ပါတယ်အမှန်ကတော့ယသိမာရီကနတ်နဲ့စကားပြောသည်မဟုတ်ပဲနတ်ကြီးကယသိမာရီအတန်နဲ့ဆွေးနိုင်အတန်နဲ့ဖတ်နိုင်တော့ဓာတ်ခွဲအဖြစ်အသုံးပြုထားသည်ကိုတွေ့ရပါတယ်ပထမရင်ရေဒီယိုဖွင့်ရတဲ့မိခလုကိုရှင်းလိုက်တော့အခါညီတကယ်လို့ဘုခနဲ့အတန်တစ်ခုညီလာပြီးနောက်ရေဒီယိုမှမိသားအားဝင်လာတော့အခါမိတကယ်လို့အတန်နဲ့တစ်ဖြည်းဖြည်းပေါ်လာပါတယ်ပြီးတဲ့နောက်ရေဒီယိုတွင်တိုင်းကြောင်းရဲ့အတန်ကိုဖမ်းယူလို့အတန်ကိုသဘုတ်ဘုတ်သုံးလေးကြီးနဲ့ဆင့်ကကြားရပြီးတဲ့နောက်ပါဠိဘာသာဖြင့်ဗန္ဒီကောကျန်ဒီရိယဒီဝပုဒ္ဒောဟံသံတော့အတန်ဖြင့်တယောက်ထားပြီးစကားရပေါ်လာပါတယ်ပါဠိအတန်မှာမြန်မာမဟုတ်ပဲဆက်စိတ်ပါဠိကံရဲ့လို့ကြားရပါတယ်ဒီနေ့ညလည်းကောကျန်ဒီရိယနတ်သားတယောက်ထားသောစကားနဲ့နတ်သားများစွာတို့အရှင်ဘုရား၏တရားတော်ကိုနေမရတိနတ်ဒီမှနေနားထောင်ပါကြောင့်ပါရှိသည့်အတွက်၎င်းကလေးမလေးကိုနတ်များကအတန်နဲ့ဖမ်းယူနိုင်အတန်နဲ့ဆွနိုင်တော့ဓာတ်ခွက်အနေအားဖြင့်အသုံးပြုထားပြီးဟုတ်ရှင်းရပါတယ်ကလေးမလေးပညာရေးရှင်းကိုစုံစမ်းထောက်လှမ်းကြည့်ရမြန်မာသာဖတ်တဲ့ခံရတာရှိကြောင်းသိရတဲ့အပြင်ဒီတို့နတ်ကပြောသောစကားကိုလည်းသူဘာမှမသိကြောင်းသူ့မှာယခုလိုနတ်စကားပြောလာရင်မေ့နေကြောင်းသိရပါတယ်မင်းကြီးကမုံမာရှိဆရာတော်ဘုရားနတ်သားများကတနည်းနတ်သမီးများကတနည်းပူဇော်တော်လူပါကြောင့်ပြောက်ထားပါတယ်ဆရာတော်ဘုရားကမိတို့ရလေးရှိသောအခါထမှန်ပြီးတော့